န်ကောက်မှာမြန်မာငွေ3600ဝန်းကျင်12% ဒေါင်းပေးမဲ့ပေးသွင်းထားအောင်နဲ့ပိုင်ဆိုင်နိုင်မယ်ဘန်ကောက်မြို့လေခေါင်မှာ UCPD area ဖြစ်တဲ့ Ramanai area မှာတရှိပြီးတော့ Central Ramanai shopping mall ကြီးနာမည်ကြီး office tower ဖြစ်တဲ့ G Tower Fortune Town တို့7မိနစ်လမ်းချောင်းနဲ့ရောက်ရှိနိုင်မဲ့အပြင် public transportation အတွက်ဆိုရင်လည်း Amadi Pranai Station နားမှာရှိရယ်နာမည်ကြီး International School ဆိုရင်လည်း Regent International School NIST Australian International School တို့ရဲ့အနီးနားမှာရှိရယ်ကျွန်တော်တို့မြန်မာရဲ့အရန်အောင်မှာအတက်များဝတ်တဲ့နာမည်ကြီးစေယုံဖြစ်တဲ့ Bamugret International Hospital Pranai Hospital တို့လည်း20 minute drive တွင်ရောက်ရှိနိုင်မယ်။ထိုင်းနိုင်ငံ Top 5 developer APL Ramanai မှာအသစ်ဆက်ထွက်ရှိလာမယ်။ Live Rashata Ramanai Low-rise luxury condo ကြီးကိုဝယ်ယူမဲ့ client တွေအတွက် location tour လေးကိုအခုဗီဒီယိုကြည့်နေတဲ့လူချင်းမင်းတွေအတူတူတွားကြည့်မှာပဲဖြစ်ပါတယ်။ location tour လေးမစခင်မှာ project ကြီးတွေအကြောင်းတစ်ချက်ရှင်းပြပါမယ်။ဒီ low-rise luxury condo ကြီးကိုထိုင်းနိုင်ငံ Top 5 developer AB မှာမြေကျဲ A-line ပေါ်မှာ resident building ၄ခု facility building တစ်ခုစုစုပေါင်း building ၅ခုပေါ်မှာအလွှာပေါင်း8လွှာအခန်းပေါင်း851 unit commercial unit 1 unit ပြဖွဲ့စည်းပေးထားမှာဖြစ်ပြီးတော့ luxury condo ဖြစ်တဲ့အတွက် hotel facility တိုင်းလူချင်းမင်းတို့မျိုးလေကောင်မှာ luxury ဆက်ဆက်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ရဲ့တူ Ramanai area ဒီ condo အနီးတစ်ဝိုက်မှာရှိရဲ့အထင်ကရနေရာတွေစေးရုံတွေ international school တွေကိုလိုက်ကြည့်ပေးကြပါဦးခင်ဗျာ။ကိုလိုရဲ့အနီးတစ်ဝိုက်မှာဆိုရင်ဒီမှာဆိုရင်ကိုရီးယား barbecue buffet ဆိုင်တရုတ်စားတောက်ဆိုင် 7-Eleven main studio KFC cafe အမေဆုံးအစရှိတဲ့ coffee ဆိုင်တွေ local စားတောက်ဆိုင်တွေ 7-Eleven တွေကကွန်ဒိုပတ်ဝန်းကျင်မှာရှိတဲ့အတွက်လူကြီးမင်းတို့ရဲ့နေ့စဉ်ဘဝကိုရန်အောင်မှာအဆင်ပြေစေမှာပဲဖြစ်ပါတယ်။ဒါဆိုရင် project location နဲ့တစ်စက်နာမည်ကြီးစေးရုံစေးရန်တွေကို driving test လေးကျွန်တော်အခုလုပ်ပြမှာပဲဖြစ်ပါတယ်။ပရနိုင်စေးရုံသွားမယ်ဆိုရင်10မိနစ်သာသွားရပြီးတော့ရန်အောင်မှာသွားလာရလွယ်ကူပါတယ်အခုဆိုရင်တော့ကျွန်တော် Pranai စေးရုံကို7မိနစ်ဝန်းကျင်နဲ့ရောက်ရှိလာပါပြီ။ဒါဆိုရင်တော့နောက်ထပ်စေးရုံတစ်ခုကိုလိုက်ကြည့်ပေးကြပါဦးခင်ဗျာ။နောက်ထပ်တစ်နေရာကတော့ Bangkok International Hospital ပဲဖြစ်ပါတယ်။ Bangkok Hospital တော့15မိနစ် drive range နဲ့ရောက်ရှိပြီးတော့ International Standard နဲ့အညီဒီမင်းတို့ဈေးကူတာမှုတွေခံယူနိုင်တာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်နေရာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအများဆုံးလာရောက်ကုသလေးရှိတဲ့ Bamugret International ဆေးရုံနဲ့ဖြစ်ပါတယ်။ Bamugret ဆေးရုံဆိုရင်အဖြစ်လဲ20 minute drive တွင်ရောက်ရှိနိုင်တာဖြစ်လို့ဒီ new CBD area မှာရှိတဲ့ Ramanai Low-rise luxury condo ကြီးအရန်အောင်မှာကောင်းမွန်တဲ့ location မှာရှိတဲ့အတွက်လူချင်းမင်းတို့နေထိုင်ဖို့ရွေးချယ်မယ်ဆိုရင်အရန်အောင်မှာတင်တော့ပါတယ်ကျွန်တော်နဲ့တူဝယ်ယူမဲ့ client တွေအတွက်အလွန်ကောင်းကောင်း view ကောင်းကောင်းနဲ့ဈေးအတက်ဆုံးအခန်းတွေကိုဈေးအသက်သာဆုံးရအောင်ဝယ်ယူပေးသွားမှာဖြစ်ပြီးတော့လူချင်းမင်းတို့လက်တဲ့ဂလုံးဒီစာချုပ်နဲ့အတူတော့ရောက်တည်အထိအပြည့်အဝ legally one stop service နဲ့အတူတရားဝင်ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်investor တွေအတွက်ရောနေထိုင်မဲ့လူတွေအတွက်ပါအရန်အောင်မှအဆင်ပြေတဲ့ location မှာရှိရဲဒီ Ramanai Low-rise luxury condo ကိုဝယ်ယူဖို့အတွက်စိတ်ဝင်စားရဆိုပါကကျွန်တော်တို့ link ပါတီထိုင်တော့ဆက်သွယ်နိုင်ပါပြီခင်ဗျာ။